ဒီအိမ်မှာသူစားမရှိရင်မမမေဘယ်သူ့အဖော်ပြရမှာလဲဒီအိမ်မှာမမမေရဲ့လူဆိုလို့သူစားတရားပဲရှိတာပါကွယ်သူစားမရှိမမမေဘယ်သူ့အဖော်ပြရမှာမမမေလည်းသိပါတယ်ဒီအိမ်မှာနေရဘယ်တော့မှမွန်းကြတယ်ဆိုသူတန်းမမလိုက်ခဲ့ပါလားသူတန်းမမတေချာဆောင်းရှောက်မှာပါသူတန်းလည်းလိုက်ခဲ့ပါနော်မဖြစ်သေးပါဘူးသူစားရဲ့မမမေအတွက်ဒီအိမ်ကတိတ်အရေးပါတာမိတို့တို့သားမိတွေဘလောက်လောဘကြီးရဲဆိုတာသူစားလည်းသိတာနဲ့ကွယ်မမမေတာမရှိရောရဲ့မိကောင်းချသွားတဲ့ဒီပိုင်ကြီးဟာကြီးอ่ะတစားစီဖြစ်သွားတော့မှာပေါ့မမရဲ့မမကသူစားနေနိုင်မယ်ဆိုရင်သူတလို့စိတ်ချမ်းတော့ထားမှာပါမမရဲ့သူကကနေပေးပါလေမမရှုံးနေသူမမရှုံးပါလေကွယ်မမဒီရုံဆုံးလို့နိုင်တယ်မရှုံးနေမမမေဦးလေသူကဒီလိုလူစိတ်ဖြစ်ရဲ့သူလက်စီမှာတယောက်တည်းမထားခဲ့နိုင်ဘူးသူကအခုတော့ပါပါဆိုတော့လေမမလည်းရပါစီမှာအထားခဲ့ရမယ်သူကလေမမမေကိုကောင်းကောင်းမစမ်းတော့ပဲမိတိုင်းမမရဲ့မမလည်းရမကောင်းဝဲနိုင်ပါပါမမရဲ့ဟုတ်တယ်မမလည်းရမရှိသေးတာပဲဟယ်လိုမမလေးသူစားပါအခုပိုင်းကြရမှာပြဿနာတက်နေလို့သူစားအခုအိမ်ရထွက်သွားတော့မယ်မမမေသူစားနဲ့ခေါ်သွားခြင်းမင်းမမေမလိုက်ချင်ဘူးဆိုလို့မသူစားဘာဖြစ်လို့ထွက်သွားမှာလဲမသူစားထွက်သွားလို့မရဘူးလေပိုင်ကြရမှာဘာတွေဖြစ်နေလို့မသူစားထွက်သွားခြင်းရတယ်မမရဲ့လက်ဆက်ပြောက်သွားတာတိမ်လုံးမရှိအိမ်ကူတွေတခိုးလို့ဆွရတယ်သူစားမမရဲ့သမီးကိုအရင်မေးကြည့်ပါအောင်လို့ပြောတော့သူစားကိုစိတ်ဆိုပြီးသူစားကတခိုးတယ်လို့ဆွရတယ်ပြီးတော့အိမ်မော်နဲ့ညှင်ကြတယ်အဲ့တော့သူစားအိမ်ကထွက်သွားတော့မှမသူစားဘာဖြစ်လို့ထွက်သွားမှာလဲမသူစားအဲ့လက်စွပ်ကိုတကယ်ပဲခိုးခဲ့လို့လားသူစားမခိုးပါဘူးသူစားတကယ်ပြောတာပါမမလေးရပါသူစားမယုံကြည်တော့ဘူးပေါ့ယမယုံကြည်တာမယုံကြည်တာတဲ့မသူစားအိမ်ကနေအခုလို့ထွက်သွားမယ်ဆိုရင်သူကမသူစားကိုတခိုးလို့ဆွဆွဲကြမှာလေမဟုတ်ဘူးလားနောက်ပြီးမသူစားထွက်သွားလို့မရအောင်မသူစားဆိုတာအန်တီမေရဲ့တောင်းဝင်းတစ်ချောင်းလိုပဲမသူစားမရှိရင်အန်တီမေကိုဘယ်သူကခྱူးဆိုင်ပေးမှာလဲသူစားလည်းကြိုးစားပါသေးတယ်ဒါနဲ့ပိုင်ကြီးရပါနေသူစားမပြောတော့ဘူးမမမေသူစားညီမလေးတယောက်တော့ဆက်ဆက်နေသူစားလည်းတည်းရထွက်မသွားချင်ပါဘူးဒါပေမဲ့ဒီအိမ်မှာသူစားအတွက်ညတာမှုဆိုတာမရှိတော့ဘူးဆိုတော့ညီမရှိနေဆိုတာမသူစားမေ့နေပြီလားမသူစားအတွက်အမှန်တရားရအောင်ညီမဖော်ထုတ်ပေးမယ်မသူစားမသွားနေတော့နော်ဖော်ထုတ်ပေးမယ်တဲ့မတူစားရဲ့မတူစားမတော်ပါလေတော့ကွယ်နော်သူစားမတော်တော့မမမေ